အဲ့ဒီအခိုက်အတန့်မှာပဲမူဝံရဲ့စကားတစ်ခွန်းကနန်းတော်တစ်ခုလုံးကိုတုံ့လို့သွားစေခဲ့တယ်ကုရှိရဲ့မင်းကနတ်ရွေဘရင်အစ်စ်မဟုတ်ဘူးမင်းကပုတ်တင်ညိုနဲ့ဆိုးတကောင်ပဲထိုစကားကိုကြားလိုက်ရတဲ့အချိန်မှာလူတိုင်းအသက်ရှူဖို့တောင်မေ့သွားကြတယ်မူဝံကတော့ဆက်ပြောနေခဲ့တယ်နှစ်ပေါင်း1500ခန့်အရင်တုန်းကနတ်ရွေမျိုးနွယ်နဲ့ပုတ်တင်ညိုမျိုးနွယ်ကြားစစ်ပွဲကြီးဖြစ်ပွားခဲ့တယ်အဲ့ဒီစစ်ပွဲမှာပုတ်တင်ညိုဘရင်တေဆုံးသွားခဲ့ပြီးမျိုးနွယ်တစ်ခုလုံးလည်းပျောက်ကွယ်သွားခဲ့တယ်လို့သမိုင်းမှာမှတ်တမ်းတင်ထားတယ်ဒါပေမဲ့အမှန်တရားကတော့မတူခဲ့ဘူးပုတ်တင်ညိုဘရင်ရဲ့မျိုးဆက်တစ်ယောက်အသက်ရှင်ကျန်ခဲ့တယ်အဲ့ဒီလူကတော့ကုရှိရဲ့ပဲသူဟာနတ်ရွေဘရင်အစ်စ်ကိုတပ်ဖြတ်ခဲ့တယ်နတ်ရွေဘရင်ရဲ့သွေးနှစ်ကိုလူယူခဲ့တယ်အသွင်ပြောင်းပြီးနတ်ရွေဘရင်နေရာကိုအစားထိုးခဲ့တယ်အဲ့ဒီနောက်နှစ်ပေါင်းများစွာနတ်ရွေမျိုးနွယ်ကြားဝင်ရောက်ဖုံးကွယ်နေခဲ့တယ်ငွေမိဖျားရွေးချယ်မယ်ဆိုတဲ့အကြောင်းပြချက်ကလည်းအချစ်အတွက်မဟုတ်ဘူးဇနီးရွေးဖို့လည်းမဟုတ်ဘူးလက်စားချေဖို့ပဲဖြစ်တယ်သူဘယ်နဲ့ငွေမိမနဲ့လက်ထက်နောက်ဆုံးမွေးလာမယ့်ကလေးကငွေဖြစ်နေမှာပဲဒါပေမဲ့သူလိုချင်တာကပုတ်တင်ညိုမျိုးဆက်ဒါကြောင့်ဘသူနဲ့လက်ထက်သူဘယ်တော့မှကျင်းတတ်မှာမဟုတ်ဘူးငွေမိဖျားရွေးချယ်မှုဆိုတာအစကတည်းကလှည့်စားမှုတစ်ခုပဲနတ်ရွေမျိုးနွယ်ကိုတုတ်တင်ဖို့အကြောင်းပြချက်ရှာနေတာပဲပြီးတော့ပထမဆုံးပြစ်မှတ်ကမူမိသားစုဖြစ်ခဲ့တယ်ဘာကြောင့်လဲဆိုတော့မူအကြီးကဲဟာအရင်တုန်းကပုတ်တင်ညိုဘရင်ကိုနှိမ်နင်းခဲ့တဲ့အဓိကခေါင်းဆောင်တွေထဲကတယောက်ဖြစ်နေလို့ပဲအမှန်တရားအားလုံးဖော်ထုတ်ခံလိုက်ရချိန်မှာကုရှိရဲကရုတ်တရက်ရီမောလိုက်တယ်မူဝံမင်းကငါထင်ထားတာထက်ပိုညံကောင်းတာပဲဒါပေမဲ့အခုတိသွားလို့ရောဘာထူးမှလဲနှစ်ပေါင်းရာချီပြီးဝိညာဉ်မွေသွေးနှစ်တွေငါဆုပ်ယူခဲ့ပြီးပြီအခုငါရဲ့ကြင်ကြံမှုကအမြင့်ဆုံးအဆင့်ကိုရောက်နေပြီမင်းတို့တွေကဘသူကငါ့ကိုတားနိုင်မှာလဲထိုစကားနဲ့အတူနတ်ဆိုးဆွားအားကြီးတစ်ခုနန်းတော်တစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့တယ်အဲ့ဒီအခိုက်အတန့်မှာလူတိုင်းနားလည်သွားကြတယ်